Hello guys, nice to see you again. Video တွေမလုပ်တာဘယ်လောက်ရှိပြီတော့တစ်နှစ်ကျော်ရှိပြီเนาะအဲဒီတော့အားလုံးနဲ့အဆက်ပြတ်နေတာတစ်နှစ်ကျော်တော့ရှိပါပြီအခုလို့ပြန်တွေ့ရတာဝမ်းသာပါတယ်ကွယ်ဒီဗီဒီယိုလေးမှာပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ Stockholm syndrome လို့ခေါ်ပါတယ်ဘယ်လိုပြောလဲ Stockholm syndrome very good အဲဒီတော့အခုဗီဒီယိုကတော့ English lesson မဟုတ်ဘူးပေါ့เนาะဒီ concept လေးပေါ့ Stockholm syndrome ရဲ့အနက်ဒိတ်ပဲပေါ့နော်အဲ့ဒါလေးကိုရှင်းပြပေးချင်တာပါသူကတော့ psychology နဲ့ဆိုင်တာပေါ့နော်အဲ့တော့ Stockholm syndrome ကဘယ်လိုခေါ်လဲဆိုတော့အရင်ခေတ်တုန်းကဆိုလို့ရှိရင်လူတွေကိုပြန်ပေးဆွဲကြတယ်ပေါ့နော်လူတွေကိုပြန်ပေးဆွဲတဲ့အခါမှာဒီပြန်ပေးဆွဲခံရတဲ့သူကပြန်ပေးဆွဲတဲ့သူကိုစိတ်ထဲမှာချစ်မိသွားတာပေါ့နော်စိတ်ထဲမှာဘယ်လိုပြောမလဲ feeling တွေအကျန်းဖြစ်သွားတာပေါ့နော်အဲ့ဒီကိုယ်ကိုပြန်ပြီးဆွဲတဲ့သူကကိုယ်ကိုရိုင်းနှက်ထုထောင်းစော်ကားမော်ကားတွေပြုမတရားညှဉ်းပန်းနှိပ်စက်မှုတွေပြုလေအဲ့ဒီသူကိုကတနာကယူနာတတ်သွားတာ။तू ကဒီလိုမျိုးတွေရှိတာ။ तू မှာ trauma တွေရှိလို့ဖြစ်မှာပေါ့။ तू မှာဒီလို anger issue တွေရှိတာ။ तू ရှိသင့်ပါတယ်လေဆိုပြီးတော့ကိုယ့်ကိုနှိပ်စက်ခြင်းညှဉ်းပန်းတာကိုအပြစ်မမြင်တော့ဘဲနဲ့သူ့ကိုအရန်ကယူနာတတ်သွားတာအဲ့ဒီကို abuse လုပ်တဲ့သူကကိုနည်းနည်းလေးပြစီညော့တော့ကလေးpositive reinforcements လေးပေးလိုက်ရင်နည်းနည်းလေးကောင်းတာလေးသေးလေးလုပ်လိုက်လို့ရှိရင်အမလီသူ့မှာအရန်ကြီး appreciate တွေဖြစ်နေရပါတော့အရန်ကြီးအမလီအိုးသူကငါ့ပေါ်ကောင်းရှာသားပဲပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့စိတ်ဝေဒနာရှင်ပေါ့နော်အဲ့ဒါကိုစိတ်ဝေဒနာရှင်လို့ခေါ်တာပေါ့နော်အဲ့ဒီလိုလူမျိုးကို Stockholm syndrome ရှိတယ်လို့ပြောတယ်ပေါ့နော် Stockholm syndrome ကအဲ့လိုမျိုးပြန်ပေးဆွဲတဲ့ context မှာမဟုတ်ဘဲနဲ့ဒီယနေ့ခေတ်မှာဆိုလို့ရှိရင်ချစ်သူသမီးစား relationship တွေကြားမှာလည်းရှိနိုင်တယ်ဒီအိမ်အောင်ရေးတွေမှာလည်းရှိနိုင်တယ်ဒီတငယ်ချင်းအချင်းချင်းတွေမှာလည်းရှိနိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အိမ်အောင်ရေးမှာဆိုလို့ရှိရင်ကိုယ့်ရဲ့spouse ကပေါ့နော်ကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ့နော်အိမ်အောင်ဘက်ကကိုယ်နှုတ်နဲ့ပဲဖြစ်ဖြစ်ကိုထိလက်ရောက်ပဲဖြစ်ဖြစ်စော်ကားမော်ကားတွေပြုနှိပ်စက်ညှဉ်းပန်းနေလေအဲ့လူကိုမကွာပေးနိုင်ဘူးအဲ့လူကိုအရန်ချစ်နေရဘယ်လိုပြောမလဲအော်သူမှာတော့အလုံးမအစင်မပြေလို့ဖြစ်မှာပေါ့အော်အေးငါ့ဘောသူငါ့ကိုဒီလိုမျိုးရိုက်နှက်လိုက်လို့သူဟွာဖြစ်သွားလဲရပါတယ်ပေါ့နော်အဲ့ဒါကိုသူ့ရဲ့ abuse တွေကိုတဖြည်းဖြည်းနဲ့ psychologically normalize လုပ်နေတာဒါသူ့ကိုလက်ခံပေးနေတာပေါ့နော်သူဒီလိုမျိုးကိုယ်စော်ကားနေတဲ့ဥစ္စာတွေကပုံမှန်မှာပဲလီဆိုပြီးတော့မတိစိတ်ကနေပြီးတော့ normalize လုပ်ရင်းနဲ့ Stockholm syndrome ဖြစ်သွားတာပေါ့နော်အဲ့တော့ Stockholm syndrome ကအဲ့ဒီ abuse လုပ်တဲ့သူနဲ့နေတာကြာသွားတော့တဲ့အခါလဲရနိုင်တယ်လို့ကိုယ့်ရဲ့ငကိုပင်ကိုဗီဇာအရန် codependence ဖြစ်တယ်အရန် emotionally independence မဖြစ်ဘူးကွာတယောက်ယောက်နဲ့ရှိနေမှနေတာထိုင်တာရှိနေတဲ့သူမျိုးတွေအဲ့လိုစိတ်အခန့်ကြီးရှိတယ်ဒါမှမဟုတ်အရန်စာနာမှုအရန်ကြီးတဲ့သူတွေမှာဆိုလို့ရှိရင်လည်း Stockholm syndrome ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုဘယ်လိုပြောမလဲ abuse လုပ်နိုင်တဲ့ character ရှိတဲ့သူနဲ့တွေ့သွားတဲ့ခါကြလို့ရှိရင် Stockholm syndrome ရှိဖို့အလားအလာရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုး Stockholm syndrome ရှိသွားရင်ဘယ်လိုဖြစ်မလဲပေါ့နော် Stockholm syndrome ဖြစ်သွားရင်ကိုယ့်ရဲ့အိမ်မှာပဲဒီလိုမျိုးဖြစ်တာမဟုတ်အပြင်လောကရောက်သွားလို့ရှိရင်လေဥပမာပြဿနာသေးသေးလေးသူများတကာအတွက်ဒါ AC ဖြစ်တဲ့ပြဿနာသေးသေးလေးကိုသူ့အတွက်အရင်overwhelm နေဖြစ်ပြီးတော့ပြဿနာကြီးကအရန်ကြီးမားနေတဲ့လူတွေကသူ့ကိုabuse လုပ်နေတယ်လို့စိတ်ထဲမှာအလိုလိုခံစားနေရတာစိုးရိမ်ပူပန်မှုတွေတော့ကတွေအလိုလိုနဲ့ရောက်နေရပါတော့အញ្ញမ်းစိတ်ဖိစီးနေတယ်ပြီးတော့အကောင်းမမြင်တော့ဘူးပြီးတော့မှန်ကန်တဲ့စဉ်းစားတွေးခေါ်မှုလည်းမရှိတော့ဘူးပေါ့နော်အဲ့လိုလူမျိုးတွေကအဲ့တော့ Stockholm syndrome မရှိအောင်ဘယ်လိုလုပ်တင်လဲပေါ့နော်မမဆူကတော့ကိုယ့်ကိုဒီလိုမျိုး personal development တွေနောက်ပိုင်းလှုပ်လာတာပေါ့နော်အဲ့တော့မဆုနေရတော့ Stockholm syndrome ရှိဖို့နေနေတကိုယ့်ကိုနည်းနည်းလေး red flag လေးတေးသေးလေးတွေ့တာနဲ့ run ပဲဖတ်ပြီးပြီပေါ့နော်အဲ့တော့ Stockholm syndrome မရှိအောင်ဘယ်လိုလုပ်လဲဆိုတော့ပထမဦးဆုံးပေါ့နော်လုပ်တင်တာ emotionally independent ဖြစ်အောင်လုပ်တင်တယ်ပေါ့နော်ဘယ်သူမှမရှိလဲဘာမှမဖြစ်ဘူးငါလည်းတယောက်တည်းအေးဆေးပဲတယောက်တည်းနေရတာပိုကောင်းသေးတယ်တယောက်ထက်နေတာထက်ဆိုင်တယောက်တည်းနေရတာပိုကောင်းသေးတယ်ဆိုတော့ mentality ရှိနေလို့ရှိရင်ဘာ Stockholm syndrome မှလည်းမရှိဘူး codependence issue လည်းမရှိတော့ဘူးပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်လည်းဒီလိုမျိုး psychology နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေလည်းတင်ပေးဖို့ရှိပါတယ်အဲ့ကြရင်လည်းအားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ် bye bye